အဘယ်နာရတာ ဒီကစင်းကဘောဟာ ထိုးလဲကစင်းလား စားတော့ဖြစ်သေးတယ်သူကကြောက်တဲ့နဲ့ဒီကုန်းနဲ့ပြရတယ်တော့ပြီ မိုးရီကနည်းနည်းတော့အိုးနေနည်းနည်းတော့နွားနေပြီ စားလို့ရတယ် စားလို့တော့ရတယ်မလက်တော့ဒီမှာဒါပေမဲ့အဲ့အကောင့်လေးကငကိုတင်ပါတာတွေပါအဲ့ဟိုဟာမှုတ်ရတယ် ရတယ်ဒီရတယ် မှန်ကောင်းလေးတွေကငကိုတင်ပါတဲ့အကောင့်လေးရတာစားရရတယ် ဘယ်လိုခါပြီးချက်လဲပဲ အဲ့လိုခါပြီးတော့ချက်ရတာပဲ ဆံရပဲညနေညနေဟိုရတယ်ကောင်းညဒီဟာဖွင့်တယ်ဒီလိုနင်းလို့နင်းမှာနော်နဲ့ဒီကဖြစ်သေးတယ်အော်နောက်ဆုံးဇူးပဲဟုတ်ဖွင့်လို့ မနေ့ရတယ်ဆိုတော့အခုဒီဘောမနေ့ရတွေ့ရင်တော့ ဒီဟောတာတက်တယ်ပြောတယ်နော်အဲ့ဟိုဒီဇူးပဲရဘယ်ဝင်ရလာပါ့မလားကြည့်တယ်ပုံနေတာလေးပွင့်ဒီဟိုတော့ဒီဇူးပဲရနောက်ဒီဟိုဒီဇူးကနောက်သူ့အရင်ပေါ်တယ်ဟာဟုတ်နေဒါပေါ်တယ်မလားမိရရဟောမဘောနင်းနည်းနည်းလေးတရက်နောက်ကျသွားတာပေါ့တရက်လောက်ဘောနေအကြီးကြီးတွေမိုးရီကတိတ်တော့မလက်တော့ဒါမှစားလို့ရတယ်ဘလိုမျိုးကြီးစုပ်ပြတ်တတ်နေရတာမဟုတ်ဘူးဒီမှာတော့ဒါငှက်စုံမိုးလို့ခေါ်တယ်ပေါ့ဗျာတခြားဒေသမှာတော့ဘယ်လိုခေါ်ကြလဲမသိဘူးဟိုဟာပဲမြင်းကြံဘက်တို့မန္တလေးဘက်တို့တော့မဟုတ်ဦးနေလို့တော့ခေါ်တာတော့ကြားဘူးလေတခြားဒေသတော့မသိဘူးကျွန်တော်ဘက်တော့ဒါဟိုငှက်စုံမိုးလို့ခေါ်တယ်ငှက်စုံမိုးပေါက်တဲ့အချိန်ဒီလိုချိန်ပေါ့နော်ဆောင်းအကူဓမိုးကုံဆောင်းအကူဒီလိုတရင်ကြော့အချိန်လောက်မပေါက်တာဒီမှုမျိုးစားတခြားအချိန်ဆိုရင်မပေါက်ဘူးဒီမိုးကလည်းဒါနှစ်တိုင်းပေါက်နေကြနေရမှာပေါက်တာပေါ့နော်ပြောင်းပြီးတော့လည်းမပေါက်ဘူးသူ့မှုချင်းရှိတဲ့နေရာနှစ်တိုင်းပေါက်နေကြနေရမှာပေါက်ပါတယ်ကျွန်တော်ရှိတော့တခြားဒေသမှာဒီမှုမျိုးကိုဒါဘယ်လိုခေါ်ကြလဲပေါ့နော်ဒါမိုးချီတော့ကိုဒီလိုလေးဒါလုပ်ပြီးတော့ကြော်စားချက်စားတာပေါ့ဗျာတန်းတော့တန်းသေးတယ်ဖွေးဦးလို့ပဲ